မင်္ဂလာပါဘိုးဒီနေ့တော့ตายရတဲ့အိမ်အောင်ရေးဟာဘယ်လိုသွားလို့ตายရတာလဲမตายရတဲ့အိမ်အောင်ကြီးကဘာကြောင့်မตายရလဲဆိုတော့အချက်ကလေးတို့မို့နှိုင်းရှင်ပြသွားပါမယ်နော်အိမ်တဲ့အိမ်မှာနော်မိသားစုရဲ့လူဖြစ်လာရင်မျိုးသားရဲ့ဆုံးဖြတ်ချက်အမျိုးသားရဲ့ဆန္ဒအမျိုးသားရဲ့သဘောထားကိုလည်းအမျိုးသမီးကလေးစားလိုက်နာရမှာဖြစ်တယ်လို့အမျိုးသမီးရဲ့ဆန္ဒသဘောထားဆုံးဖြတ်ချက်တွေကိုလည်းအမျိုးသားကလေးစားပြီးတော့ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ငါကဒီအိမ်ရဲ့အိမ်တော်ဦးစီးမှုငါဆန္ဒတိတာအဓိကငါဆုံးဖြတ်ချက်တိတာအမှန်ဆိုပြီးတော့အတ္တဆန်တဲ့ဆုံးဖြတ်ချက်မျိုးတွေကိုတစ်ဖက်အမျိုးသမီးကလည်းငါလည်းနေနဲ့ဒီရေမောင်တန်းနေတဲ့ရေမောင်တန်းပြီးတော့ငွေစားနိုင်တဲ့အမျိုးသမီးငါရဲ့ဆုံးဖြတ်ချက်ကလည်းအဓိကကြတယ်ဆိုပြီးတော့တယောက်နဲ့တယောက်အတ္တလေးမာနလေးပြိုင်နေအိမ်တော်ကြီးလုံးဝမသားရပါဘူးနော်။နောက်အိမ်တော်ကြီးတစ်ခုတည်းအမျိုးသားဒီပတ်စံချသည်ဖြစ်စေအမျိုးသမီးပတ်စံချနိုင်သည်ဖြစ်စေပတ်စံချနိုင်တဲ့သူကငါကဒီအိမ်ရဲ့ဝင်ငွေကိုချပေးနေတဲ့အတွက်ငါရဲ့ဆုံးဖြတ်ချက်ကနံပါတ်1ဆိုတာအဲ့လိုမျိုးတစ်ဖက်သက်ဆန်တဲ့ဆုံးဖြတ်ချက်တွေနဲ့တွားနေတဲ့အိမ်တော်ကြီးတွေလည်းမသားရပါဘူးနော်ဘလို့အိမ်တော်ကြီးမျိုးကသားရလဲဆိုအမျိုးသားရဲ့စန္ဒတွေဆုံးဖြတ်ချက်တွေသဘောထားတွေအပေါ်မှာအမျိုးသမီးကဖေးမမနဲ့လိုက်ပြီးတော့သူ့ရဲ့ဆန္ဒသဘောထားဆုံးဖြတ်ချက်ကလေးတွေပါထည့်ပေါင်းညှိနှိုင်းနဲ့တွားတဲ့အိမ်တော်ကြီးမျိုးတည်တာရတယ်ဘယ်အရာမဆိုဟန်ချက်ညီတွားနိုင်တဲ့အိမ်တော်ကြီးမျိုးမှာတာယာပျော်ရွှင်မှုရရှိတာပါအဲ့လိုပဲသားသမီးမွေးလာရင်လည်းသားသမီးကနင်တို့ကငါတို့မွေးလို့လူဖြစ်လာတာနင်တို့ကငါတို့ကျွေးလို့လူဖြစ်လာတာအဲ့အတွက်နင်တို့ရဲ့ဆန္ဒတွေသဘောထားတွေငါတို့ကမင်းနေမှာမဟုတ်ငါတို့ကဒါပြောရင်ဒါလုပ်လိုက်ငါတို့ကဒါကျွေးရင်ဒါစားလိုက်ဆိုတဲ့အတ္တဆန်ရှိနေတဲ့မိသားစုတွေလည်းမตายရပါဘူးเนาะဒါလေးကိုတတိထားတဲ့နယ်လို့ဟိုကပြောပြတာပါ